လူမှုကွန်ရက်မှာဟိုးလေးတကြော်ဖြစ်သွားတဲ့သတင်းတစ်ပုဒ်အခြေခံလူတန်းစားတွေပဲနိုင်ငံတောင်ဝင်ထမ်းဆောင်ရတယ်လို့ထင်နေချိန်မှာထိတ်တန်းခရိုနီတထေးကြီးဦးတေစာရဲ့သားထူးထက်တေစာစီကိုအစိုးရစီကစင့်ခေါ်စာရောက်လာခဲ့ပါပြီဒီပြန့်နှံ့နေတဲ့စင့်ခေါ်စာကိုကမာရွတ်မြို့နယ်ကနေ2026ခုနှစ်မေလ9ရက်နေ့ရက်စွဲနဲ့တရားဝင်ထုတ်ပြန်ထားတာပါစာထဲမှာကာယကံရှင်ရဲ့နာမည်အဘအမီဦးတေစာမှတ်ပုံတင်နံပါတ်တွေအပြင်အင်းယာလန်းကနေအိမ်လိပ်စာအထိအတိအကျကိုအထင်းသားပါဝင်နေတာပါစာပါညွှန်းကြားချက်အရဆိုရင်မောင်ထူးထက်တေစာဟာမေလ14ရက်နေ့နောက်ဆုံးထားပြီးကမာရွတ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကိုမပြတ်မကွက်သတင်းပို့ရမှာဖြစ်ပါတယ်။ပြက်ကွက်ခင်ရင်တော့တီစဲဥပဒေတွေအတိုင်းအရေးယူခံရမယ်လို့အတိအလင်းဆိုထားပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးကာယကံရှင်မိသားစုဘက်ကအခုချိန်ထိဘာတုံ့ပြန်ချက်မှမရှိသေးပါဘူး။ပြည်သူတွေကတော့တထေးသားလေးတကယ်ပဲတတ်မှတ်ရက်မှာတွားရောက်သတင်းပို့မလားဆိုတာကိုအယမ်းကိုစိတ်ဝင်စားနဲ့စောင့်ကြည့်နေကြပါတယ်။ပရိသတ်ကြီးရောဒီအခြေအနေဘာဆက်ဖြစ်လာမယ်လို့ထင်လဲတငယ်ချင်းတွေနဲ့အချင်းချင်းဆွေးနွေးလို့ရအောင်အခုပဲ share နေပြီးသတင်းစကားမျှဝေလိုက်ကြပါအောင်ဗျို့